ဒီနေ့တိုင်းကလှည့်လည်ရင်းနဲ့အမျိုးသမီးတယောက်ကိုမြင်တဲ့အခါမှာအလွန်မှသူမက်မောတယ်အဲ့ဒါနဲ့နော်ပိုင်ရှင်ရှိမရှိစုံစမ်းတဲ့အခါမှာအိမ်တော်ရှိတယ်ဆိုတာကိုသိတယ်အဲ့တော့မင်းကြီးကဘာလုပ်တုံးဆိုတော့ဒီဒကမရဲ့အမျိုးသားကိုတတ်ပြီးတော့ဒီဒကမကိုယူမယ်လို့ဒီလောက်ထိသူစိတ်ကကူးတာအဲ့ဒါနဲ့အဲ့ဒီလူကိုသူတည်လာပြီးတော့ခါစားရမယ်အပြစ်တွေ့ရင်တတ်မယ်ပေါ့နော်ဒါပေမဲ့ယောက်ျားရှိတဲ့လူကလည်းသိတယ်တိတဲ့အခါကျတော့အပြစ်ကင်းအောင်နေတော့အပြစ်ကရှာလို့မရအဲ့ဒါနဲ့ဘာလုပ်တုံးဆိုတော့တော်တော်ဝေးတဲ့ရေကန်ဘလို့မှပြန်ပြီးတော့အချိန်မီပြန်ပြီးတော့ရောက်မလာနိုင်လောက်အောင်ဝေးတဲ့ရေကန်ကဘရုံမှာကြာနဲ့မြေနေကိုသွားယူကြည့်ငါရေချိုးတဲ့အခါမှာအဲ့ဒါကိုသုံးကျင်တယ်အချိန်မီရောက်မလာရင်တတ်မယ်ပေါ့နော်အဲ့ဒါယောက်ျားဖြစ်တဲ့လူကမနဲ့မလင်းငင်အစားထပြေးတာပေါ့တေမှကြောက်တာဟုတ်အဲ့ဒါအချိန်မီပြန်လာနိုင်တယ်ဘုံဘွားအတူချုပ်ကလေးပြောပြတာပါဇလန်းလေးကိုအချိန်မီပြန်လာနိုင်တယ် तू ကအတော်တော်တဲ့လူပါပဲဒါပေမဲ့မင်းကြီးကအဲ့ဒါကိုသိတယ်ပြန်လာနိုင်လို့ရှိရင်နော် तू အမှုရှင်ထားတာမအောင်မြင်မဲနေမှာဆိုလို့မြို့တကားကိုအစောကြီးပိတ်ခိုင်းထားဟောဟိုလူရောက်တော့တကားကပိတ်တယ်အဲ့တော့သိတယ်မင်းကြီးကသူ့ကိုကောက်ကြံနေတာဆိုတော့ဒီလူကသိတယ်အဲ့ဒါနဲ့ तू အချိန်မီရောက်တဲ့အကြောင်းကြွေးကြော်ပြီးတော့ငါဘယ်သွားနေရပါမလို့ဩယဟန်နေရှိတဲ့နေရာအေးချမ်းတယ်ယဟန်နေရှိတဲ့နေရာဘေးကင်းတယ်ဆိုပြီးတော့အဲ့ဒါမြတ်စွာဘုရားရှိရယဟန်နေရှိရဇေတဝန်ကျောင်းကိုရောက်သွားတယ်အဲ့ဒီတကားလားအဲ့ဒါမင်းကြီးကညရောက်တော့အိတ်တယ်အဲ့ဒီအမျိုးသမီးကိုငါတော့မနဲ့ရောက်ရင်ဒီလူကိုတတ်ပြီးအဲ့ဒီအမျိုးသမီးကိုယူမဲဆိုတဲ့စိတ်နဲ့အိတ်တယ်အဲ့တော့ဘာဖြစ်တော့ညကြတော့နော်ယောဂီတို့အလုံးကြားဟုတ်ပါတယ်အတန်ကြီး၄မျိုးကြားတယ်ဟုတ်လားဒုတာနာတော်အလုံးမကြောက်မွဲ့ဖွယ်ရကောင်းတဲ့အတန်မင်းကြီးကဒီယာခနဲ့ရစ်နေတဲ့အတွက်ကြောင့်အိတ်မပြောဘူးညအဲ့ဒီအိတ်မပြောတဲ့ကြားထဲမှာအဲ့ဒီအတန်ကြီးကကြားတဲ့အခါကျတော့ပိုးပြီးတော့အိတ်လို့မရတော့အဲ့ဒါလင်းတာလင်းရောအိတ်မရတော့ဒါမနဲ့လင်းတဲ့အခါကျတော့ပညာရှိပရိဟိတ်တွေပါလေအကုန်ခေါ်ပြီးတော့ညာတော့ငါဒီအတန်ကြီး၄ခုကိုကြားရတာဒါပါလေအဲ့တော့ပရိဟိတ်အမတ်ကလည်းပဲဘာလို့ तू ဘာမှမသိဘူးလို့ပြောလို့လည်း तू မရဲဘူးအဲ့တော့ဘာလို့တုံးဆိုတော့ထင်မိထင်ရပေါ့နော်မင်းကြီးအတွက်အသက်အန္တရာယ်ရှိတယ်နော်ဒါကြောင့်မလို့စင်တရားမြင်းတရားစိတ်တရားနွားတရားသရိုးသားတရားသရိုးသမီးတရားအကုန်လုံးဖမ်းပြီးတော့အဲ့ဒါတွေကိုတတ်ပြီးတော့လေချောင်းသွင်းနဲ့ရစ်ပူဆိုလို့ရှိရင်မင်းကြီးရဲ့အသက်အန္တရာယ်လွတ်လိုက်အတော်ကြောက်စရာကောင်းတဲ့လူနော် तू မသိတာမသိဘူးပြောလိုက်ရင်ပြီးသွားတဲ့ကိစ္စဟုတ်လားမင်းကြီးကလည်းညံလဲတဲ့အခါကျတော့အဲ့ဒါမနဲ့လင်းချင်းအကုန်လုံးအဲ့ဒါတွေကိုစုလူတွေပါတဲ့အခါကျတော့တမျိုးလုံးအုပ်အုပ်ကျက်ကျက်ဖြစ်တယ်ပေါ့ငိုကြယူကြဟုတ်လားအကုန်လုံးအဲ့ဒါနန်းရင်ပြင်မှာဖမ်းတာအဲ့ဒါကိုမလိကမိဖုရားသိတဲ့အခါကျတော့အလွန်မိုက်တဲ့ရှင်ပဲနော်အစားကြီးတာလွယ်လို့ဘာမှသူသိတာမရှိအဲ့ဒါမင်းကြီးဒီဝင်ပြီးတော့မင်းကြီးပေါ်မှာလည်းအလွန်လွှမ်းမိုးနိုင်တယ်မလိကမိဖုရားဟုတ်လားမင်းကြီးကိုဆူတောင်းဆူတဲ့သူဘာလို့ဒီလိုလှုပ်တာတော့ဘာမှမသိတဲ့ပုံသားတွေပြောတာဟုတ်ထင်ပြောလှုပ်တယ်တော့တလောကလုံးမှာအကျွင်းကြံရှိသိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားဇေတဝန်ကျောင်းတိုက်မှာသတင်းသုံးတယ်မင်းကြီးမသိဘူးလားအဲ့ဒီသွားမေးပေါ့အဲ့ဒီမှာသူအစောတလင်ဒီနိုင်ရင်မှာဖန်ထားတာတွေကိုတာထားခဲ့ပြီးတော့မြင်းရင်တွေပါယထာတွေပါစီးပြီးတော့တခါတည်းအမြန်ဆုံးသွားတယ်မြတ်စွာဘုရားကြီးကိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုညာကြားရတယ်အတန်နဲ့ကြီးနဲ့ကြားရတဲ့စကား၄ခွန်းအတန်၄မျိုးသူမြတ်စွာဘုရားကိုရှာတယ်။ဒါမြတ်စွာဘုရားဒါမင်းကြီးရဲ့အသက်အန္တရာယ်အတွက်ဖြစ်ပေါ်လာတဲ့အတန်တွေမဟုတ်ဘူး။ယောဂီတို့ကြားပါနဲ့။နောက်တထေသာ၄ယောက်အရင်ဘောကနောက်ပရဒါရကံတွေကိုလွန်ကျူးခဲ့လို့ပရဒါရဆိုတာသူတော်ဘာရဲ့နောက်သားမယားရဲ့ပေါ်မှာကျူးလွန်နောက်စော်ကားခဲ့လို့ငရဲရောက်နေကြငရဲသား၄ယောက်ရှိတယ်။အဲ့ဒါအနှစ်6000မှာတစ်ကြိမ်အပေါ်ကိုပြန်ပြီးတော့ပေါ်တယ်လို့ဆိုဒါပေါ်တဲ့အခါကျတော့သူတို့ချင်းချင်းလည်းသိပြီးတော့ပထမတစ်ယောက်ကဒါသူတို့ကဒုတာနာတော်ဆိုတာကသူတို့ပြောခြင်းတဲ့စကားရဲ့အစဆုံးစကားလုံးလေးတွေသူတို့ကဂါထာတစ်ပုဒ်လောက်နဲ့ပြောခြင်းတာအဓိပ္ပာယ်အကျဉ်းပြပြောရရင်တော့ငါတို့ကမကောင်းတာတွေလုပ်ခဲ့တဲ့အတွက်ကြောင့်မကောင်းသဖြင့်အသက်ရှင်နေရတယ်အလွန်ဆင်းရဲတယ်ဒီဆင်းရဲရဲ့အဆုံးကဘယ်တော့အဲ့လိုပြောခြင်းလားဟုတ်လား
ပထမစကလုံးလေးပဲပြောပြီးတော့ပြန်မြုပ်သွားတာပထမငရဲသားကဒုဆိုတော့နှစ်သွားရောနောက်တစ်ယောက်ကနာဆိုတဲ့စကားနဲ့စပြီးတော့ပြောမှအဲ့ဒါနာတစ်လုံးပဲអော်လဲရတယ်မြုပ်သွားရောဒုသနာတော်ဆိုအဲ့လိုအဲ့ဒါကိုမြတ်စွာဘုရားတော့အကုန်လုံးအတိပ္ပယ်ကိုသူတို့ပြောတဲ့စကားလုံးပြောခြင်းတဲ့စကားတွေရဲ့အတိပ္ပယ်တွေကိုအကုန်လုံးမြတ်စွာဘုရားဟောပြတာအဲ့လိုပြောတော့မှမင်းကြီးလည်းရှင်းလင်းသွားပြီးတော့ဒီနန်းရင်မြေမှာဖန်ထားတဲ့ရစ်ပူစုံမဲ့တရားဝါတွေအကုန်လုံးကိုလွတ်တယ်အဲ့ဒါမန္လိကတော်လို့ပေါ့အဲ့ဒါမန္လိကကိုအကြောင်းပြုပြီးတော့ဓမ္မဒိဏတစ်ချိန်လုံးကဓမ္မဒိဏမိဖုရားဖြစ်ခဲ့ဘူးတဲ့ဆိုပြီးတော့ဇတ်တော်တွေပါဒီမြတ်စွာဘုရားဟောပါသေးတယ်အဲ့ဒီမှာစောစောကနော်အမျိုးသားကလည်းမြတ်စွာဘုရားရှိမှတရားနာမင်းကြီးကလည်းရောက်နေအဲ့ဒါမင်းကြီးကပြောတယ်မြတ်စွာဘုရားညတော့ကအတန်ကြီးတွေကလည်းကြားအိတ်လို့ကလည်းမပြောမကောင်းတဲ့စိတ်တွေနဲ့အိတ်မပြောနေတာသူကဟုတ်လားအိတ်မပြောတော့ညတာဟာတပည့်တော်အတွက်အလွန်မှရှိတာပဲသူ့တွေ့ကြုံကိုပြောတာနော်အဲ့ဒါနဲ့စောစောကအမျိုးသားကလည်းပဲအားကြမခံသူကလည်းမြတ်စွာဘုရားအားကိုးနဲ့ပေါ့ထပြီးတော့သူကလည်းမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားမနေ့တုန်းကတယူဇနာခရီးဟာအလွန်ပင်ပန်းတဲ့တပည့်တော်အတွက်စေရောလူရောပင်ပန်းနေတာဆိုတော့ခရီးကအလွန်မှရှည်တာပဲဗျာပြန်မရောက်ရင်တတ်ခံရမှာလေဟောစကားနှစ်ခွန်းရတယ်နော်အိမ်မပြောတဲ့လူအတွက်ညတာဟာရှည်တယ်နော်တယူဇနာခရီးဟာပင်ပန်းနေတဲ့လူအတွက်ရှည်တယ်အဲ့ဒီမှာမြတ်စွာဘုရားပိုးပြီးတော့အနှစ်သာရပြည့်ဝတဲ့အဓိပ္ပာယ်တစ်ခုကိုထပ်ပြီးတော့ထည့်လိုက်တဲ့သဘောပေါ့နော်ဒီဃာဇာကရတောရတိဒီကံတန္တတယောဇန္တဒီကောပါလာနတန္တာရောတတ္တမံအဝိဇာနတဟုတ်တယ်အိမ်မပြောတဲ့လူအတွက်ညတာဟာရှည်တယ်ခီးပန်းနေတဲ့လူအတွက်တယူဇနာခီးဟာရှည်တယ်အဲ့ဒါဒီထက်ပိုးပြီးတော့နားလေရမှာကသူတော်ကောင်းတရားကိုမသိတဲ့လူမိုက်တို့အတွက်တန်တရားဟာရှည်တယ်